အိုမန်နီတွေနေရာများတယ်တော်ဝင်မျိုးနွယ်တွေတောင်းနေရလို့သိရပါတယ်။ဥရောပလိုနေရာမျိုးမှာဒီလိုအိမ်မျိုးတွေကိုမြင်မှုပြီးသားဖြစ်မှာပါ။ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ချင်းမိုင်ပဲဖြစ်ပါတယ်။တဘာဝထင်းရှုပင်နေကြတဲ့မှာပြင်သစ်ဘီသူကစတိုင်နဲ့ဆောက်လုပ်ထားတယ်။ပြီးတော့ luxury အိမ်ရ dry စုသက်တောင်တန်းကြီးကိုပါမြင်နေရမယ်။ Habitat Rancho Project လေးကိုမိတ်ဆက်ပေးကြပါတယ်။ပုံမှန်ဆိုရင်ဒီလို French eclectic design ကိုဥရောပနဲ့အရှေ့အလယ်ပိုင်းဒေသတွေမှာပဲတွေ့ရပါတယ်။ဒါပေမဲ့ Habitat ကချင်းမိုင်ရဲ့ထင်းရှုပင်တွေကိုတဘာဝအတိုင်းထိသိမ်းပြီး French eclectic design နဲ့ပေါင်းစပ်ဆောက်လုပ်ထားတာပါ။ဒီ Habitat Rancho လို့အမည်ရတဲ့ project လေးက single detached house unit 69 လုံးသာရှိပါတယ်။တကယ်ကိုကိုယ်ပိုင် privacy အပြည့် community ချင်းချင်းလေးနဲ့နေထိုင်နိုင်မဲ့ကိုယ်ပိုင်အိမ်ယာတစ်ခုပါ။ဘယ်ကိုနီကနေဒွိုင်စုသက်တောင်ကြီးကိုမြင်ရတဲ့ချင်းမိုင်မှာဥရောပဗီလာတစ်ခုကိုပိုင်ဆိုင်လိုက်တယ်လို့ပဲအခုရောက်ရှိနေတဲ့နေရာကတော့ club house က swimming pool area ပဲဖြစ်ပါတယ်သူ့မှာဆိုလို့ရှိရင် plus jacuzzi အပြင် kids pool လေးပါပါဝင်တာပဲဖြစ်ပါတယ်အနောက်မှာဆိုလို့ရှိရင်ကလေးကစားကွင်းလေးပါပါဝင်ပါတယ်ရှင်အိမ်ထဲကိုဝင်ကြည့်ကြမယ်ရှင်မျက်နှာချက်ကတော့ 2.7 မီတာရှိတဲ့အတွက်လေဝင်လေထွက်အတော်လေးကောင်းပါတယ်ရှင်ချင်းမိုင်နေပူပူနဲ့ဒီအိမ်ထဲမှာပူမလားဆိုရင်တော့အမိုးအောက်မှာ aluminum foil heat insulation နဲ့အမိုးထိပ်မှာ ventilation system ပါတယ်။ဆိုလိုတာကအိမ်ထဲကအပူကိုဖယ်ထုတ်ပေးပြီးတော့အပူ30%အထိ short ချတယ်။ဆိုလာကြောင့်လည်းမီတာကတက်တာမယ်။ comfort air ကနေလည်းလေသက်ဆင်ပေးတဲ့ ventilation ကနေအပူဖယ်ပြီးသားဖြစ်တယ်။ဒီသုံးခုပေါင်းပြီးတော့ AC မသုံးဘဲတော့နေလို့အရင်ကောင်းတယ်လို့ပြောလို့ရတယ်။ဒီပို့ဆောင်ကတော့ built-in kitchen counter နဲ့ပကံဆေးစင်အညော်ဆုပ်ဆက်တစ်ခါလေးပါပြီးသားအခုဝယ်ပြီးချက်ချင်းသုံးလို့ရပါပြီ။အောက်ထပ်မှာကျန်းကြောင်းနဲ့ပဲပါတဲ့ကြောက်ပြားကြီးတွေအင်မတန်မှအရည်သွေးကောင်းမွန်တဲ့ granite tile တွေကိုအသုံးပြုထားပါတယ်။ window နဲ့ door frame တွေကိုတော့ quality ဘိုင်းမှာတကယ့်ကိုစိတ်ချရတဲ့ Japan brand ကိုပဲသုံးပေးထားတာပါ။ဆိုတော့အပူအလင်းစုညံ့တဲ့ဒါတွေကိုမဝင်အောင်ကောင်းကောင်းလေးဖုံးထားနိုင်ပါတယ်။လုံခြုံရေးအနေနဲ့ဆိုလို့ရှိရင်လည်း double gate system gate နှစ်ထပ်ဖြတ်ဝင်ရမှာဖြစ်ပါတယ်။ auto sliding gate bluetooth နဲ့ချိတ်ပြီးတော့ဝင်ထွက်လို့ရပါတယ်။ compound ပတ်လည်း concrete နဲ့3မီတာအမြင့်ရှိတာကြောင့်လုံးဝလုံခြုံပါတယ်။အိမ်တိုင်း smart camera ပါပါတယ်။ ground floor ရဲ့ window နဲ့ door တိုင်းမှာ magnetic sensor ပါပြီးတော့24နာရီ CCTV coverage ဖြစ်ပါတယ်။ရေချိုးခန်းမှာတော့ကဘာကျော် cooler American standard ပစ္စည်းတွေပဲတပ်ဆင်ထားပါတယ်။ 5 star hotel မှာရေချိုးနေရတယ်လို့ခန်းစားရမှာပါ။ပေါ်ထက်မှာတော့ SPC wood floor herringbone ဘတ်တန်ကိုကြံခဲ့အနေနဲ့သုံးထားတာမို့လို့ရေစုခံပါတယ်ချလည်းမစားဘူးချစ်ရလည်းမထင်ပါဘူးเนาะဒီအပေါ်ထက်မှာအမြင့်က 2.9 မီတာအောက်ထက်တောင်ပိုကျတဲ့ feeling ကိုရပါတယ်ဒီနေရာကနေဒွိုင်စုသက်တောင်ကြီးကိုမြင်နေရတာကကျွန်တော်အကြိုက်ဆုံးနေရပါအောက်ထပ်မှာဆိုလို့ရှိရင် co-working space တွေရှိပါမယ်ဒီအပေါ်ထပ်မှာဆိုလို့ရှိရင်เนาะ gym area လေးပဲဖြစ်ပါတယ်ဥရောပစတိုင်ဆောက်လုပ်ထားတဲ့အခုလိုဗီလာကြီးကိုပိုင်ဆိုင်နိုင်မှုဆိုတာကအလံမဝေးတော့တဲ့အခွင့်အရေးတစ်ခုပါနောက်ဆိုရင်ဒီလိုနေရာတွေကဈေးတက်ဖို့ပဲရှိပါတယ်ဒီလိုအခွင့်အရေးမျိုးကိုလက်မလွတ်ရအောင်စူဇန်အခုပဲဆက်သွယ်ပေးပါအစအဆုံးတာဝန်ယူဆောင်ရွက်ပေးပါမယ်ရှင်